အားလုံးပဲမင်္ဂလာပါရှင်တော်ဝင်နှကားစိတ်ရွှေသနာဆိုင်မှာကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမေမေဒီနေ့ပြသပေးမှာကတော့ 80k white color လက်စွပ်လေးပဲဖြစ်ပါတယ်တဲလေးတို့ရေမင်းပထမအဆုံးပြသပေးမယ်လက်စွပ်ကတော့အရန်ဟိုမှာချစ်ဖို့ကောင်းပြီးတော့တကွင်းလေးနဲ့တထဲလေးဝတ်ချင်တဲ့တဲလေးအတွက်အရန်ကိုဆင်ပြေပါတယ်ဒီဆိုရင်လက်တိုင်းနံပါတ်လေးက18ပါရှိ gram ချိန်လေးကတော့ 1.14 gram ပဲရှိပြီးတော့တထဲလေးနဲ့ကြောဝတ်ချင်တဲ့တဲလေးအတွက်အရန်ကိုဆင်ပြေတဲ့လက်စွပ်လေးပါရှင်လက်စွပ်လေးကတော့အရင်ချစ်ဖို့ကောင်းပါတယ် 1.44 gram ပဲဖြစ်ပါတယ်ရှင်သူဆိုရင်ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပါရှင်အရင်ဟိုမှာလှတဲ့ 80k white color လက်စွပ်လေးပါရှင်အရင်လှပါတယ်ဒီ white color လက်စွပ်လေးဆိုရင်လှတဲ့လက်စွပ်လေးပါလက်စွပ်လေးဆိုလဲထထလေးနွယ်ကြွားလေးဝတ်ချင်တဲ့တဲလေးအတွက်အရင်ကိုအဆင်ပြေတဲ့လက်စွပ်လေးပါသူဆိုရင်လက်တိုင်းလေးက17ပြီးတော့ gram ချိန်လေးက 1.72 gram ပဲဖြစ်ပါတယ်အရင်လှတဲ့လက်စွပ်လေးပါရှင်အရင်ဟိုမှာလှပါတယ်မင်းတို့ရှိမှဆိုရင် 80k ကတဲလေးတို့အလဲရောက်တတာပါရဲ့ရှင်လဲရင်30ရောင်းရင်15ရာခိုင်နှုန်းပါရှင်အရင်တတာမို့မင်းတို့ဆိုင်ကိုလာရောက်ဝယ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်တဲလေးတို့အရင်လှတဲ့လက်စွပ်လေးတွေပါဆိုင်ကိုကိုယ်တိုင်ကိုကြားမလာနိုင်တဲ့ customer အတွက်လည်းမင်းတို့ကနေ့စဉ်ဗီဒီယိုလေးတင်ဆက်ပြမှာဟုတ်လို့မင်းတို့ရဲ့ page လေးကိုလည်း like ဖော်လို့လုပ်ထားဖို့မမေ့နဲ့တော့တဲလေးတို့ရေဒါအပြင်ကြည့်ချင်တဲ့ဒီဇိုင်းလေးရှိရင်လည်းမင်းတို့ရဲ့ဒီဗီဒီယိုလေးရဲ့ comment မှန်ပြီးတော့ရေးပြခိုင်းနိုင်ပါတယ်ရှင်အရင်ကမှလှပါတယ်ဒီလက်စွပ်လေးဆိုတဲလေးတို့ရေမင်းပြသပေးတဲ့လက်စွပ်လေးတွေကိုချိန်နေတဲ့တော့ဆိုရင်မင်းတို့ရဲ့တော်နကားပေး messenger မှာလေးလာရအားပေးဝင်နေသူတို့မင်းတို့ရဲ့ Viber ဖုန်းနံပါတ်2920 3498မှာလေးလာရအားပေးဝင်နိုင်ပါတယ်တဲလေးတို့ရေအရင်လာတဲ့လက်စွပ်လေးပါသူဆိုရင် gram ချိန်လေးက2 gram ကျော်နဲ့အရင်ဟိုမှာချစ်စရာကောင်းပါတယ်လက်တိုင်းလေးက30ပါရှင်စိတ်ဆက်ဖြက်လေးပါရှင်အရင်လာပါတယ်သူဆိုရင် 80k ဟိုမှာအရင်လာတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အရင်ဟိုမှာချစ်စရာကောင်းပြီးတော့အရင်လာတဲ့ဒီဇိုင်းလေးပါမမီးရဲ့ဟိုဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတဲ့ customer တယောက်ချင်းတိုင်းကိုမမေးရကျေးဇူးများတင်ပါတယ်ရှင်စိတ်ကြမချင်းကိုယ်ကြမချင်းကိုပိုင်ဆိုင်နိုင်ပြီးတော့သက်ရှူတိုင်းဝင်ကိုကြပါစီလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်မင်းတို့တဝန်ကစိတ်ရွှေသနာဆိုင်မှာအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ